တနင်္ဂနွေသားသမီးများအတွက်2026ခုနှစ်တင်ညံစာအထူးခေါ်ကိန်းမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2026ခုနှစ်မြန်မာတက္ကရာ1380 1378ခုနှစ်ဆိုတာတနင်္ဂနွေသားသမီးများအတွက်တော့အခွင့်အလမ်းသစ်တွေနဲ့တိုးတက်မှုရမယ်နှစ်လို့ဆိုရမှာပါအရင်ကပိတ်ဆို့နေတဲ့များတွေပွင့်လန်းလာတော့မယ်ဒီနေ့ထဲမှာဘာတွေထူးခြားမလဲဘာတွေသတိထားရမလဲဆိုတာအသေးစိတ်ဟောပြောပေးသွားမှာမို့လို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာတနင်္ဂနွေသားသမီးတွေဟာမိမိရဲ့ရည်ရှင်ကိုတုံ့ပြခွင့်ရမယ့်အချိန်ဖြစ်ပါတယ်အစိုးရပိုင်းဒါမှမဟုတ်လူကြီးသူမတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်မှုရရှိနိုင်တယ်လို့နာမည်ကောင်းတဲ့ကျော်စောမဲနှစ်တစ်နှစ်လည်းဖြစ်ပါတယ်စီးပွားရေးမှာလုပ်ငန်းအသစ်တွေစတင်ဖို့အလွန်ကောင်းပါတယ်အထူးသဖြင့်အမှုပညာစာပေဒါမှမဟုတ်လူသုံးကုန်ပစ္စည်းရောင်းဝယ်ရေးသမားတွေအကျိုးမြတ်များပါလိမ့်မယ်တတိထားမှာကဝင်ငွေကောင်းတဲ့လောက်ထောက်ငွေလည်းများတတ်ပါတယ်အလှူအတန်းနဲ့လူမှုရေးကိစ္စတွေမှာငွေအသုံးများရတယ်လို့စနစ်တကျစီမံခန့်ခွဲဖို့လည်းလိုအပ်ပါလိမ့်မယ်အချစ်ရင်မှာတော့တကူတော်သမားတွေစိတ်တူကိုယ်တူလက်တွဲဖို့တွေတွေ့ရှိနိုင်ပြီချစ်သူချီးပြီးသားသူတွေကတော့အိမ်အောင်ပြုဖို့အစီအစဉ်တွေပေါ်ပေါက်လာပါလိမ့်မယ်အိမ်အောင်တွေအတွက်ကတော့အချင်းချင်းနားလည်မှုပိုရလာပြီးစုညံပူပူမရှိပဲအိမ်ချမ်းတဲ့နှစ်တစ်နှစ်ဖြစ်မှာပါအကောင်းတွေချစ်တယ်လို့သတိထားမယ့်အချက်လက်တွေလည်းရှိပါတယ်စကားပြောဆိုမှုကိုကစေတနာနဲ့ပြောလိုက်ပေမဲ့ဖတ်လူကအထင်လွဲတာမျိုးကြုံရတတ်လို့စင်ကြင်ပါကျမ်းမာရေးကနေမျက်စိနဲ့ပတ်သက်တဲ့ဝေဒနာဒါမှမဟုတ်ခေါင်းကိုက်ဝေဒနာခဏခဏဖြစ်တယ်လို့ဂရုစိုက်ပါ2026ခုနှစ်အတွက်ကညမပုံမှုပွင့်လန်းစေဖို့အဘွားအတိုင်းပြုလုပ်နိုင်ပါတယ်လူတိုင်းရာတနင်္ဂနွေနေ့မနက်ပိုင်းမှာဖျားမှာအုံသီးစွန်ဒါမှမဟုတ်အုံတို့ခေါက်ဆွဲကတ်လိုပါဗန်းလူရန်အင်္ဂါဖျားစင်မှာအုံညွန့်6ညွန့်ကိုအငြင်းမပြတ်လဲလဲပူဇော်ပါပေမဲ့လွှတ်ရန်အတွက်တင်ညာကာလအတွင်းမှာငှက်ဒါမှမဟုတ်တိရစ္ဆာန်တွေကိုပေမဲ့လွတ်ပေးခြင်းဖြင့်ဘေးဥပတ်တွေကျော်လွှားနိုင်ပါတယ်တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီနှစ်မှာခေါင်းဆိုင်မှုအပိုင်းမှာနေရာရတတာမို့ကိုယုံကြည်မှုရှိရှိနဲ့လှုပ်ဆောင်ပါခင်ဗျာအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်တနင်္ဂနွေသားသမီးများဒီနှစ်တည်းမှာကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေနောက်ထပ်နေ့နဲ့အလိုက်ဟောစာရန်တွေကိုတက်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တိုက်တွန်းလို့ဆိုလိုက်ပါတယ်ခင်ဗျာ